ကြောက်စရာကောင်းလဲပေါင်ပြင်တဲ့ဘော့ကိုတကယ်တမ်းပါကားများဒီလောက်ထိထိတ်လန့်စရာဖြစ်အောင်လှုပ်လိုက်တာလေတရေတိချီရီကြောင်လားဒါမှမဟုတ်ဇလန်းကိုတင်ဆက်တဲ့ပုံစံကြောင်လားဒီနေ့တော့တော်တော်လေးကိုကြတိထားစရာကောင်းတဲ့ဇလန်တစ်ပုဒ်ကိုခွေးချမ်းစိတ်ဖျားကြည့်ရင်သူ့ထက်မှာဘယ်လိုနီလန်းတွေတုံးထားလဲဆိုတာကိုလေ့လာကြည့်ကြရအောင်ပုံမြင်ကလည်းမိဘုံမေးမှတငယ်ချင်းတွေစကားစမြက်ပြောင်းနေတယ်လို့မျိုးရင်းနှီးပြီးနှွေးထွေးတဲ့လေးတန်းနဲ့စထားတယ်ဒါပေမဲ့အဲ့ဒီနှွေးထွေးမှုကတကယ်တော့လေးမာပါနဲ့တဲ့ထောင်ချောက်တစ်ခုပဲတကယ်ကြောက်စိတ်ဒီမစတင်ခင်မှာလုံခြုံတဲ့လူခံစားသွားအောင်တွေးဆောင်လိုက်တာပေါ့အကောင်းဆုံး horror ဇာတ်လမ်းတွေကလည်းကိုအလုံးချုံဆုံးလို့ထင်ရတဲ့နေရာတွေဥပမာကိုအခန်းထဲနေစလေရှိတယ်ဘာလို့လဲဆိုတော့အဲ့ဒီလိုလုံခြုံတယ်လို့ထင်တဲ့နေရာကိုကျူးကျော်ခံလိုက်ရတဲ့အခါကျရင်ကြောက်စိတ်ကပို့ပြီးတော့ကိုနဲ့နီးဆက်သွားပြီးတကယ်ထိနေတယ်လို့ခံစားရလို့ပဲလေဇလန်ရဲ့အခင်းအကျင်းကလည်းအားလုံးနဲ့ရင်းနှီးမိပြီးသားဖြစ်မှာပါကိုအိတ်ခမ်းထဲမှာအမောင်ထဲမှာတယောက်တည်းရှိနေတဲ့အခြေအနေပေါ့ဒါကလူတိုင်းခံစားမှုတဲ့အာဏာချက်ကိုတက်ရိုက်ထွားထိလိုက်တာဖြစ်ပြီးနောက်လာမယ့်အကြောင်းလမ်းမှုတွေကိုပို့ပြီးကိုယ်တိုင်ခံစားနေရတယ်လို့ဖြစ်စေပါတယ်အချိန်ကိုလည်းတစ်ချက်ကြည့်လိုက်ရော3နာရီ3မိနစ်တည်းထိတ်လန့်စရာဇလန်တွေကနတ်ဆိုးထတ်တဲ့အချိန်တော့ခေါ်တယ်ညတန်းကောက်ကျော်တိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်ကို3ရတာတိတ်ချိုက်ချတယ်ဒါကစိတ်ထဲမှာတခုခုတော့လွဲနေပြီဆိုတဲ့ခံစားချက်မျိုးကိုစပြီးမျိုးစိတ်ချပေးလိုက်တာပဲကဲအခုဆိုပထမဆုံးတကယ်ကျိုးကြော်မှုတခုခုမားနေပြီဆိုတဲ့ပထမဆုံးအချက်ပြမှုအကြောင်းပြောကြအောင်ရိုးရိုးလေးပဲဖြစ်တဲ့အတန်တန်ကကျိုးကြောင်စင်ကြံတော်တရားကိုဘလို့ကြော်လွားပြီးတော့လူမသိစိတ်ထဲကကြောက်စိတ်ဒီကိုလှုံ့ဆော်နိုင်တယ်လဲဆိုတာကြည့်လိုက်အောင်အဲ့ရောက်ကနေထူးဆန်းတဲ့အတန်တစ်ခုထွက်လာတယ်အတန်ကျဲကြီးလည်းမဟုတ်ဘူးတိုးတိုးလေးစိတ်ထဲမှာမတင်မကြဖြစ်စေတဲ့ချစ်တန်မျိုးအဲ့ဒီတန်ကဘာလဲဆိုတာအတိအကျမသိနိုင်တာကပဲကြောက်ဖို့အကောင်းဆုံးပဲလေဦးနောက်ကကွက်လက်တွေကိုသူ့ဘာသူဖြည့်လိုက်တဲ့အခါတကယ်ကြောက်ရွံ့မှုကစတင်လာတော့တာပဲဒါက horror ဇလန်နဲ့မှာဆိုခဏခဏတွေ့ရတဲ့ classic အကွက်တစ်ခုပဲဇက်ကောင်ကရှင်းပြလို့မရတဲ့အရာကိုတစ်ခုခုနဲ့စင်ချေပေးပြီးရှင်းပြပုံကြိုးစားတယ်ဒါကစိတ်ပိုင်းဆိုင်ရာကာကွယ်မှုတစ်ခုပေါ့အခန်းတော်ကအရစ်ကိုအင်ဂျီတစ်ထည်မဲ့ဖြစ်မှာပါလို့ကိုအတင်းယုံကြည်ခိုင်းနေလိုမျိုးပဲဒါပေမဲ့မကြခင်မှာအဲ့ဒီကာကွယ်မှုပြိုလဲတော့မှာပါပြီးတော့ဘုံဆိုအရာအားလုံးပြောင်းသွားရောအတန်ကစကားပြောတန်ဖြစ်လာတယ်ဒီတစ်ချက်တည်းနဲ့အရာအားလုံးပြောင်းလဲသွားပြီဒါဟာစူညံတန်တစ်ခုမဟုတ်တော့ဘူးညံရည်ရှိပြီးမကောင်းတဲ့ရည်ရွယ်ချက်ရှိနိုင်တဲ့တတ်တော်တစ်ကောင်ရဲ့အချက်ပြမှုဖြစ်သွားပြီအခုဆိုရင်ဇလန်ရဲ့အဓိကစိတ်ပိုင်းဆိုင်ရာလက်ခွက်ထဲကိုရောက်လာပါပြီဒေါ်ပကင်ကလို့ခေါ်တဲ့ကိုပုံစံတို့မကောင်းဆိုးဝါးရဲ့အကြောင်းမဲ့ဖရယာအယူအဆကိုစူးစမ်းလေ့လာဖို့ပြင်ဆင်ထားလိုက်ပါဒီညမှာခဏရပ်ပြီးဒီအချက်ရဲ့ကြောက်စရာအကောင်းဆုံးအပိုင်းကိုခန်းစားကြအောင်ချင်းချောက်မှုကအပြင်ကလာတဲ့တတ်တော်ဆန်းလို့ကိုမဟုတ်တော့ဘူးကိုယ့်ရဲ့ပုံပြက်ပန်းပြက်ရောင်းပြန်ဟမှုတစ်ခုဖြစ်နေတယ်ဒါကကြောက်ရွံ့မှုကိုဆယ်စားမကတူးပါစေတယ်ဆိုတာအများကြီးပေါ်ရတယ်ဒါဆိုဒေါ်ဖောကန်ကဆိုတာဘာလဲလို့မေးစရာရှိလာပြီပေါ့နော်အလွယ်ပြောရရင်တက်ရှိတယောက်ရဲ့တစ်စီပုံတူအရေးပွားတစ်ခုပေါ့ horizontal ဒီမှာဒါကကိုဘသူပဲဝဆိုတာပျောက်ဆုံးတော့မှာကိုကြောက်တဲ့စိတ်ကိုနေရာမှာအစားထိုးခံရမှာကိုကြောက်တဲ့စိတ်လိုမျိုးကျွန်တော်ရဲ့အနက်ဆိုင်ဆုံးကြောက်စိတ်တွေကိုကိုစားပြုတဲ့အစွမ်းထက်တဲ့သင်္ကေတတစ်ခုပါပဲဒီမှာပဲဇလန်ကတော်တော်ကို clever ရှိသွားတယ်တတိပေးစာတစ်စောင်ဝင်လာတယ်ဒါပေမဲ့အဲ့ဒီစာကစကောင်ရဲ့ကိုပိုင် phone number ကနေဝင်လာတာဒါကမဖြစ်နိုင်တဲ့ထိတ်လန့်စရာကောင်းတဲ့ရှင်းတော့မညီမှုကိုဖန်တီးလိုက်တာပဲဒီမိကွန်းကဇက်ကောင်ရောဒီဇလန်ကိုနားထောင်နေတဲ့သူတွေပါခန်းစားနေရတဲ့စိတ်ချုပ်ထွေးမှုကိုအမိရဖမ်းယူပြလိုက်တာပဲဘသူကကာကွယ်သူလဲဘသူကချင်းချောက်သူလဲရုတ်တရက်ဆိုသလိုအကာအကွယ်နဲ့အန်ဒီရဲ့ကြားကစီးရီအားလုံးလုံးဝပျောက်ကွယ်သွားပါတယ်ဆိုတော့ဒီဇလန်ကကိုယ့်ရဲ့ပုံစံနှမျိုးကိုတယောက်နဲ့တယောက်ရင်ဆိုင်ကြိုက်ခိုက်စေခြင်းအပြင်အဓိကပฏิပတ်ခကိုလိမ္မာပါနစွာတိဆောက်ထားတယ်တယောက်ကချင်းချောက်နေပြီးနောက်တစ်ယောက်ကကာကွယ်ပေးဖို့ကြိုးစားနေပုံပါပဲတကယ်ကိုရှုပ်ထွေးသွားပြီကဲအားလုံးစောင့်နေတဲ့အဖြစ်ဇလန်ရဲ့အထွတ်ထိပ်ကိုရောက်လာပါပြီဒါကကျွန်တော်တို့ခံစားလာရတဲ့စိတ်လှုပ်ရှားမှုတွေအားလုံးကတန့်စင်ပြီးမပြုတ်ပြင်ထားတဲ့ကြောက်လန့်မှုအဖြစ်ပြောင်းလဲသွားတော့မယ့်အခိုက်အတန့်ပါပဲချင်းချောက်မှုကအခုရုပ်ပိုင်းဆိုင်ရာဖြစ်လာပါပြီလှုပ်ရှားမှုကိုနေကွေပြီးတမင့်ရည်ရွယ်ထားတဲ့အဆင့်တွေအဖြစ်ခွဲပြထားတာကိုတတိပြုကြည့်ပါအဲ့ရအောက်ကနေလက်တစ်ဖက်ခတ်လာတယ်ပြီးတော့ဖြည်းဖြည်းချင်းမွေ့ရာစီကိုတက်လာတယ်ဒါကအဲ့ဒီအခိုက်အတန့်ကိုဆွဲဆန့်ပြီးတင်းမာမှုကိုအမြင့်ဆုံးရောက်အောင်လုပ်တဲ့ကန့်လဝင်နီးမှန်တစ်ခုပါပဲနာနာကပ်ပြီးတိုးတိုးလေးပြောလိုက်တဲ့ဒီစကားကနောက်ဆုံးအဆုံးဖြတ်ပေးတဲ့ဖော်ထုတ်မှုပါပဲဒါကအခန်းထဲမှာတတိယမြောက်တတူဝါတကောင်အစာကလေးကရှိနေခဲ့ပြီးအိယာပေါ်မှာတောက်လျှောက်လဲလျောင်းနေခဲ့တယ်ဆိုတာကိုအတည်ပြုလိုက်တာပါဒါဟာလုံးဝမထင်မှတ်ထားတဲ့
ထပ်မြက်တဲ့လက်ကွက်တစ်ခုပါပဲ ဒီဇလန်ကဒီမှာတည်းမပြီးသွားဘူးသူ့ရဲ့အကြောက်ဆုံးအပိုင်းကအခုမှလာမှဇလန်ရဲ့နောက်ဆုံးရက်ဆက်တဲ့လှဲ့ကွက်နဲ့တန်တရာလဲနေတဲ့ကြောက်ရွံမှုဆိုတဲ့ကြတိထဆရာအထက်ကအကြောင်းအရာကိုစမ်းစစ်ကြည့်ရပါမယ် နောက်တစ်နေ့မနေ့မှာတော့ကြောင်းမက်ဖွယ်ရာအခြေအနေအသစ်ကိုတွေးမြင်ရပါတယ်။အဲ့ရပေါ်မှာနေအောင်ဖြစ်သွားပြီ။အဲ့ရအောက်မှာတော့တယောက်ထေစကောင်ကအစားထိုးခံလိုက်ရပြီးတစ်ချိန်ကသားကောင်ဖြစ်ခဲ့သူကအခုအခါမှာတော့ကြောက်စရာတက်တော်ဖြစ်သွားပါပြီ ဆလန်ကကြောက်မဖေအတန်တရားတစ်ခုနဲ့အဆုံးသတ်ပါတယ်မူလာဆောက်ကောင်ဟာအခုအိယာအောင်မပိတ်မိနေပြီးနောက်ထပ်သားကောင်အသက်တရားကိုကိုအတန်နဲ့ပဲထပ်ပြီးတွေးဆောင်နေပါတယ်ဒီကြောက်မဖေကသူ့အလိုလိုထခဖိနေဖို့ပဲရှိပါတော့တယ် ဒီဇလန်ကိုကျွန်တော်တို့ရဲ့မွေးရပါကြောက်စိတ်တွေနဲ့တိုက်ရိုက်ချိဆက်ဖေးမဲ့နောက်ဆုံးစိတ်အနှောင့်အယှက်ဖြစ်စေရမေးခွန်းတစ်ခုနဲ့ဆုံးသတ်လိုက်ပါတယ်ဒါကဇလန်ပြီးသွားပေမဲ့စိတ်ထဲမှာချင်းတော်ကြာဆွဲကြံနေအောင်ဖန်တီးထားတဲ့ဏီကုန်းတစ်ခုပါပဲဆိုတော့နောက်တစ်ခါညာတန်းကောင်ကြီးနိုးလာတဲ့အခါအဲ့ရအောက်ကိုငုံကြည့်ဖို့တတ်တိရှိပါမလား